ဒါကြီးကတော့လုံးဝလို့ဆိုပို့ပြီးတော့အရေးပေးပါစေဆူတောင်းပြေးသွားတဲ့ဂျာကြီးရဲ့ပြုမှုတွေကတမျိုးပြောင်းလဲသွားတယ်အကြည့်တွေရောလှူရှာမှုတွေရောကြောက်ဖို့ကောင်းလာတယ်စိတ်ထဲတမျိုးပြီးဖြစ်လာတယ်နဲ့နောက်ပိုင်းမှာပိုပြီးတော့ဆိုးလာခဲ့အင်ထရညတာဒါလေးစားပြီးချိန်မှုဆင်းလိုက်နော်ဟာညီမချိန်မှုမဆင်းဘူးလေဘာဖြစ်လို့လဲညီမလေးရဲ့ညီမလေးကိုအိမ်မပြန်စီတင်လို့ပါအမစင်ရင်းနေတယ်ပေးနေလေငါကဆိုင်လေးတင်တော့ပြောဒီအလောကညီမနဲ့ right ပါချက်မဟုတ်တော့